ကျိုးတို့သည်အထူးကြိုက်နေများသို့မဟုတ်ဘဝအချိန်များကိုရှာဖွေရန်ကြော်ကြားသောဟောပြောပွဲခန်းများသို့မဟုတ်ဝေးလံသောပညာရှင်များထံတွားရောက်လေ့ရှိကြသည်သို့သောဘဝ၏တင်းငယ်တော်လည်းအရေးကြီးသောပြဿနာများသည်ဂိမ်းနီးချင်းများနှင့်နေထွေးစွာစကားပြောဆိုခြင်းသို့မဟုတ်နေ့စဉ်ပြုလုပ်နေကြအလုပ်များထဲတွင်ပြေလည်သွားတတ်သည်ကများပါသည်ရှင်၏ကျမ်းစာတွင်ဖျားသခင်သည်လေဝိသားများကိုတရေလက်ထနိုင်ငံလုံးရှိမျိုးပေါင်း48မျိုးတွင်ပြည့်နှက်နေထိုင်စေခဲ့သည်ကိုတွေ့ရပါသည်ဖျားသခင်သည်သူတို့ကိုကြီးကျယ်ခမ်းနားသောဗိမာန်တော်ထဲတွင်သာနေစေခဲ့သည်မဟုတ်ဘဲတင်း၏အိမ်နီးအလုပ်သွားရလမ်းတီနေ့စဉ်ဘဝထဲတွင်ဖျားသခင်၏ယံပညာကိုတွေ့ရှိနိုင်သောဝိညာဉ်ရေးရာကွန်ရက် Todrificated တခုကိုတိဆောက်ခဲ့ပါသည်စနေယာတွင်မြို့ဟေပြဲဘာသာဖြင့်ယခိဟူသောစကားလုံးသည်နိုးကြခြင်းသို့မဟုတ်စောင့်ရှောက်ခြင်းဟူသောအဓိပ္ပာယ်မှလာပါသည်မျိုးဆိုသည်မှာအိမ်များစုဝေးနေုံသာမဟုတ်ဘဲကင်းဆောင်တူကလူမှုအတိုင်းဝိုင်းကိုကာကွယ်ရန်နိုးကြကြရှိနေသောဗဟုချက်ဖြစ်ပါသည်လေဝိသားများရှိရာ48မျိုးသည်ဝိညာဉ်ရေးရာကင်းဆောင်များ၏အခြေစိုက်စခန်းများဖြစ်ပါသည်ရင်းတို့သည်ဖျားသခင်၏တန်ဖိုးထားမှုများဗဟုတွင်သာပိမိနေတဲ့ဒေတာတီးတီးတို့စီးဆင်းသွားစေရန်ဗဟုချက်အဖြစ်ဆောင်ရွက်ခဲ့ကြပါသည်လက်ဖွဲ့ကောင်းသောကွန်ရက်သည်ယေရှုခရစ်တော်အားဖြင့်ပြည့်စုံသွားခဲ့ပါသည်အတိတ်တွင်ကျွန်ုပ်တို့သည်ဖျားသခင်နှင့်တွေ့ဆုံရန်ဗိမာန်တော်သို့တွားခဲ့ရတော်လဲယေရှုသည်ကျွန်ုပ်တို့၏လက်တွေ့ပေါ်ထဲသို့တိုက်ရိုက်ဆင်းသက်လာခဲ့ပါသည်ကားတိုင်ပေါ်တွင်အသေးခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ယေရှုသည်ဖျားသခင်နှင့်ကျွန်ုပ်တို့ကြားရှိအတားဆီးနိုင်ရန်ကိုဖြိုဖျက်ခဲ့ပါသည်ဖျားသခင်သည်ဗိမာန်တော်ထဲတွင်သာပိမိနေသူမဟုတ်ပါယေရှုရှင်ပြန်ထမြောက်ခြင်းသည်ဖျားသခင်၏အုပ်စိုးမှုမှာကျွန်ုပ်တို့၏အိမ်ခမ်းများယုံခမ်းများနှင့်ကစားကွင်းများအထိကျဉ်းနှံသွားကြောင်းကြေညာလိုက်သောဖြစ်အပျက်ဖြစ်ပါသည်ယေရှုကိုယုံကြည်ခြင်းဆိုသည်မှာကျွန်ုပ်တို့ကိုယ်တိုင်လောကသို့ဆေလွတ်ခြင်းခံရသောဂျူလီယာနီတော်လေဝိမျိုးများချစ်လာခြင်းပင်ဖြစ်ပါသည်ယေရှုကကျွန်ုပ်တို့အားလောကအစားနှင့်အလင်းဖြစ်ကျဉ်းနှံနေထိုင်ရန်မင်းကြခဲ့ပါသည်တင်ရှိနေသောနေရာသည်တစုံတယောက်အတွက်ဝိညာဉ်ရေးရာနားကိုရဖြစ်ရမည်လို့ဖော်ကိုင်းဖက်တူးကိုနေထွေးစွာအားပေးစကားပြောသောအခါနာကျင်နေသောအိမ်နီးချင်းလက်ကိုဆုပ်ကိုင်ပေးသောအခါထိုနေရာတွင်ယေရှု၏အုပ်စိုးမှုရောက်ရှိလာပါသည်